အားလုံးပဲမင်္ဂလာပါမင်္ဂလာနေ့လည်ခင်းပါဗျာအခုတော့ကိုကလည်းနေ့လည်စာသမင်းစားနေဆဲပဲခါတိုင်းလိုပဲနော်ဘာဖြစ်လို့ဆိုတော့အချိန်တိတ်မရှိဘူးပေါ့ဘာဟင်းစားလဲဆိုတော့ဒီနေ့ကတော့ငါးပြုတ်မကြီးတီးရွယ်နဲ့ငါးနဲ့ဟိုရောမီပြုတ်တာကောင်းပါလေကျမရေးလဲကြိုက်နေတယ်အဲ့လိုမျိုးအပြုတ်လေစားတယ်ကျဲလဲပြုတ်လဲကျဲပြုတ်လဲပါတယ်အခုအသက်နည်းနည်းကြီးလာတယ်ဆိုတော့ကျမရေးကြိုက်နေအောင်စားပြအောင်စားမှာတော့နော်ဒီနေ့ကတော့ဘာပြောလဲဆိုတော့ကျွန်တော်အကြောင်းကိုလည်းပြောပါကျွန်တော်အကြောင်းကဘာလို့ပြောလာလဲဆိုတော့ဟောလေနည်းနည်းတော့စိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာတော့ပြောချင်တာဘာလို့စိတ်ပိုင်းဆိုင်ရာပြောချင်တာလဲဟောလေကိုကစိတ်ပိုင်းဆိုင်ရာမကောင်းဘူး mental health အခုခေတ်စကားကဘယ်လိုပြော mental health ပေါ့စိတ်ကျန်းမာရေးကမကောင်းဘူးဆိုရင်ဘယ်လိုဘာမှလုပ်ချင်စိတ်မရှိဘူးပြင်းထိုင်ထုံအဲ့လိုလားမပြောတတ်ဘူးငကိုကလူပြင်းလည်းမဟုတ်ပါဘူးဒါပေမဲ့ကိုကစိတ်ပိုင်းဆိုင်ရာမကောင်းဘူးဟိုစိတ်ကျန်းမာရေးမကောင်းဘူးဆိုဘာမှလုပ်ချင်စရာစိတ်မရှိတော့ဘူးအဲကြောင့်အဆိုးကျိုးတွေအများကြီးပဲဒါနဲ့ကိုယ်လည်းတန်ဖိုးမထားတတ်လို့ကိုယုံကြည်မှုလည်းမရှိတော့ဘူးအနာဂတ်အကြောင်းနဲ့အနာဂတ်တွေတွေးတောမှုတွေမကောင်းတဲ့အရာတွေထပ်ပြီးတွေးမိတယ်ပြီးတော့ဒါကိုဘယ်လိုပြောမလဲဒါကိုကြောက်ဖို့တယ်ပေါ့ကိုယ်အနာဂတ်ကိုကြောက်ဘယ်လိုလမ်းလျှောက်မှလဲသူများနဲ့နိုင်ရှင်ပြီးကိုကဘယ်ရောက်နေတာလဲအဲ့လိုပြီးဟို negative ဘက်တွေပဲတော့တွေးမိတာပေါ့ကိုယုံကြည်စိတ်မရှိကိုယုံကြည်စိတ်မရှိလို့ကိုတန်ဖိုးမရှိလို့အဲ့ဒါတွေးမိတာဒီလိုမျိုးဖြစ်တာလဲထူးဆန်းတော့မဟုတ်ပါဘူးလူတိုင်းတော့ကြုံဘူးပါတယ်ကျွန်တော်ကိုယ်တိုင်ကြုံဘူးတယ်ဒီတာလေးဟောနလာတုံးလာပါနလာတုံးလာအဲ့ပါဘာပါလဲကိုကျွန်တော်နည်းနည်းလုံးဘာပါလဲ postcard တွေမြန်မာရောအင်္ဂလိပ်ရောများအနားထောင်ဖြစ်တော့စိတ်ပိုင်းဆိုင်ရာနဲ့ပြန်ပြီးပြောထောင်လာတော့ဘလို့ကိုယ်စိတ်အနေထားကဘလို့ဖြစ်နေတာလဲဘလို့ပြုတ်ပြင်မွန်းမှန်တာလဲအဲ့လိုကိုပြန်ပြီးကုရတာပေါ့နော်ကြောင့်ပြဿနာကဘယ်အစားလာလဲကိုယုံကြည်မှုမရှိဘူးလားကိုတန်ဖိုးမထားတော့တကယ်တော့ကိုကတန်ဖိုးရှိပြီးသားပါအရေးရှင်းနေရှိတယ်ဒါသူများတောင်းမနိုင်ရှင်ပါနဲ့သူများရှိတယ်ကိုလည်းရှိတယ်ကိုအကြောင်းလည်းသူများအကြောင်းလည်းမတူဘူးသူလည်းသူဖြတ်တန်းလာတယ်ကိုလည်းကိုဘဝကိုဖြတ်တန်းလာတယ်ကိုတိပြီးသားပဲအဲကြောင့်လူများတော့လိုက်ပြီးတွားနိုင်ရှင်ပြည်စံဘလို့မှမကောင်းနဲ့ကိုပဲနှိမ်ကြဖို့ပဲတွေးနေတာအဲကြောင့်အခုခေတ်ကကတော့ self esteem ဆိုကိုတန်ဖိုးမထားလို့စကားလုံးလေးပါအဲကြောင့်ကိုတန်ဖိုးထားလိုက်ပါတန်ဖိုးထားပါကိုတန်ဖိုးရှိပါတယ်အဲကြောင့်ကိုအကြောင်းအရာကိုအလုပ်ခွင်ထဲမှာရောကိုတန်ဖိုးမထားတတ်ဘူးဆိုရင်သူများလည်းဘလို့တန်ဖိုးလာမိတာလေအဲကြောင့်မိခွန်း
မေခွန်းပဲနော်အဲကြောင့်မို့လို့နည်းနည်းတော့ဟိုနည်းနည်းတော့မဟုတ်တော့ဘူးနော်အများကြီးပေါင်းအများကြီးပြောင်းခဲ့တယ်ကျွန်တော်လက်တွေ့တလောက်ပေါ့ဟောကျွန်တော်အလောက်အခွင့်ထဲမှာနေ့တိုင်းလုပ်တယ်ကိုယုံကြည်စိတ်နဲ့အလုပ်လုပ်တယ်ပြောပါလုပ်တယ်ဘယ်လိုပြောမလဲဟိုကextrovert introvert ဆိုနည်းနည်းတော့ကျွန်တော်လည်းဘယ်လိုပြောမလဲ introvert ဖြစ်တာပေါ့နော်ငကိုကလေးရတယ်ငကိုကလည်းစကားတိတ်မပြောပြီးဘူးသူများကိုစပြီးစကားပြောတယ်တိတ်မရှိဘူးပေါ့ဒါပေမဲ့အဲ့ဒါဆိုတာကကျွန်တော်ကိုယုံကြည်စိတ်မရှိဘူးစကားပြောလဲတန်ဝဲကြီးလီမပြောတတ်ဘူးမပြောနိုင်ဘူးလို့အဲ့ချိန်လုံးကလည်းနော်ကိုယုံကြည်ငုံမရှိဘူးသူများကိုစီမှာစကားလာပြောစပြောလဲဆိုတော့လေကြောက်တရားနဲ့ဘာလို့လဲမသိဘူးအဲ့ပြီးတော့ရှောက်တွေးနေတာကိုစိတ်ကိုခန္ဓာကိုအတူမနေတော့ဘူးလားအဲ့လိုဖြစ်တတ်တယ်အဲ့လိုဖြစ်ခဲ့တယ်ဟောကိုတသေးငါပြောမလားတန်နေဆွေးနွေးပါလူပြောချင်တဲ့အရာကိုလူပြောတယ်အဲ့ချိန်တုန်းကကျွန်တော်ကဘာမှအဲ့ဒီစကားပိုင်းကိုဘာမှအတွဲခေါ်လဲထွက်မပေါ်မတွေးနိုင်ဘူးလို့စဉ်းစားလို့မရဘူးကြောက်အကုန်လုံးကြောက်တယ်ဘာကြောက်လဲမသိဘူးအဲ့ဒါဆိုကြိုးတယ်ဘာဖြစ်လို့ဖြစ်နေတာလဲဆိုတော့ကိုယုံကြည်မှုမရှိလို့ငါလူကကောင်းလိုက်တာကိုကတံပိုးမရှိဘူးကိုကတူကိုဘာလဲတူကအလုပ်ဓမ္မလောက်ပဲအဲ့ကြောင့်ကိုအထင်သေးတာကိုနှိမ့်ကြနေတာအဲ့ဒါမကောင်းတဲ့စိတ်လေမကောင်းတဲ့ကျမ်းမာရေးစိတ်ကျမ်းမာရေးတယ်ပေါ့နောက်ပိုင်းကတော့ကျွန်တော်တံပြီးတတိမိရတယ်လို့ဘယ်လိုလဲမသိဘူးအဲ့ကြောင့်ကျွန်တော်TikTok ပေါ်မှာလေဗီဒီယိုတော့ကြည့်မိတာအဲ့ချိန်ကဘယ်လိုလဲမသိဘူးကျွန်တော်အဲ့နာမည်လည်းမမိတော့ဘူးတခြားလည်းမကြည့်ဘူးသူကAsian အာရှနိုင်ငံလူမျိုးတော့ဘာပဲနိုင်ငံလဲကျွန်တော်မသိဘူးသူအဲ့အင်္ဂလိပ်လိုပြောတယ်ဟောဘာလဲဆိုတော့လူကတဲ့ပါပဲဖြစ်ဘာဘလို့ပဲဘလောက်ပဲစင်ရဲတယ်ဘလောက်ပဲဟောလေပညာရေးကောင်းမကောင်းဟို esteem ရှိမယ်ဆိုတော့တိုးတက်နိုင်တယ်အခုကပြောဟာတဲ့အကုန်လုံးရှိတယ်ကိုမိဘ background တွေအကုန်လုံးအားလုံးကောင်းလို့ရှိဒါပေမဲ့ကိုက esteem ကိုယုံကြည်မှုမရှိဘူးဆိုရင်တော့မှာပဲဘယ်တော့မှမတိုးတက်နိုင်ဘူးဘယ်တော့မှဟိုကပျော်ရွှင်မနေတတ်တော့ဘူးလို့ဘာဖြစ်လို့လဲအကြောက်တရားနေနဲ့ပဲသာဝရနေရတော့ပေါ့ကိုကအဲ့လို mindset မပြောင်းနိုင်ဘူးဆိုအဲ့ကြောင့်အဲ့ဒါကိုတော့ထောင်မိပြီးတော့ကျွန်တော်ဟိုပြစ်ကနေအတွေးကိုပြန်ကြောင်းလိုက်တော့အဲ့ဒီအချိန်ကစပြီးကျွန်တော်ပြောခုနပြောတယ်ပေါ့အဲ့ podcast လေးမြန်မာလိုပဲဖြစ်အင်္ဂလိပ်လိုပဲဖြစ်ထိုင်းလိုပဲဖြစ်ကျွန်တော်ကရှားပြီးနားထောင်လိုက်တယ်စိတ်ကြမ်းမှရေးကောင်းဖို့တဲ့အတွက်ပေါ့အခုလည်းနားထောင်နေအောင်မယ်ဘာလဲကိုကြမ်းမှရေးခန္ဓာကိုကြမ်းမှရေးအတွက်လည်းကိုအကောင်းတွေစားကြဟိုမကောင်းတဲ့ဟာလည်းဝေးနေတယ်အဲကြောင့်ကိုယ်စိတ်ကလည်းကိုယ်အုံနောက်ကလည်းအဲ့လိုပဲသူကြမ်းမှရေးကောင်းအောင်ကိုလည်းကြွေးရမှာပေါ့နော်အကောင်းတဲ့ဟာကကြွေးပြီးစာအုပ်ဖတ်တာရောဒါမှမဟုတ် podcast ဟိုနားထောင်ရောအကောင်းတွေကတွင်းပေးပါကြွေးပေးပါ
ညပေါ့မြို့တိုင်းဖြစ်နေတာပဲစိတ်တမကြပါနဲ့နော်ဘယ်ဟိုကပဲစီကိုပြောရောက်ပဲအချိန်နေပဲအချိန်နေဆိုရောက်ဟိုကကိုယုံကြည်မှုရှိတယ်လို့ဆိုတော့ဘာမှအဆက်တရားမရှိတော့ဘူးโอเคဒီနေ့ကအဲ့လိုပါပဲနော်အញ្ញံကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုကြည့်ပေးတဲ့အတွက်နော်ကြိုက်တယ်ဆိုရင် share ပေးအောင်โอเคအားလုံးမင်္ဂလာပါ